မှာဗျာဒါပေမဲ့တစ်ဖက်ကနေလည်း1-1ဟို main call အနေနဲ့ပြန်ပြီးတော့တုံးလာတဲ့ရန်ကုန် Gladys ကိုဘက်ကိုတော့ Falcon အနေနဲ့တော့သူတို့ front liner ကိုတကယ်ကိုပဲကျွန်တော်မမတောင်ရှိနေနိုင်မယ်ဆိုတော့ကတော့ခါပြီးတော့ Trizla Ruby နဲ့ပြန်လဲပြီးတော့ပွဲထွက်လာရဲဆိုတော့ Falcon Esport တစ်ဖက်မှာလည်းကျွန်တော်ရန်ကုန် Gladys ကိုစတင်ရဲ့ game number 5စတင်လာခဲ့ပြီပဲဖြစ်ပါတယ်ဒီပွဲမှာတော့နော်တကယ်အချင်းရဲ့အဆုံးပြပွဲတဲ့တစ်ခုမှာတော့နှစ်သင်းလုံးနေနဲ့သူတို့ရဲ့အချမ်းသားဆုံးဆိုတဲ့ rapid တစ်ခုကိုတော့ဆက်လက်ပြီးထုတ်လာခဲ့တာပဲဖြစ်ပါတယ်ဗလင်းနေနဲ့ဆိုလည်းသူရဲ့ hero ရဲ့အများကြီးပိတ်ထားတယ်ဆိုပေမဲ့နောက်ဆုံးသူရဲ့ F5 ကာကြော်တွေဒီပွဲမှာပြန်ပြီးထုတ်ပြထားတယ်တစ်ဖက်မှာလည်း Ryan May International မှာတကယ်အကောင်းဆုံးလက်စွမ်းတွေပြခဲ့တဲ့ Trizla နဲ့တူဒီပွဲမှာ AOE 3ခွက်ဗျာအဲ့3ခွက်တာထပ်ပြီးတော့မိမယ်ဆိုတော့နောက်မှာ best damage နေနဲ့ကလည်း Harabusa ရှိတယ် Kimi ရှိတယ်ဆိုတော့ damage အရန်များတဲ့ rapid တစ်ခုနဲ့ Falcon Esport ဒီပွဲမှာအားသက်သွားနိုင်မလားဒါမှမဟုတ် single target ဒီကြားထဲမှာတခါတည်းတန်းပြတ်တဲ့ damage တွေနဲ့ပဲ YG ကစပြီးတော့နေမလားဆိုတော့ထက်ချိရမယ်ဗျာ Kimi Jushin ရဲ့ mid အားပြိုင်မှုကတော့ကျွန်တော်တောက်လျှောက်ဆိုသလိုတော့ရှိခဲ့ရတယ်ဗျာနော်ဒါပေမဲ့တစ်ဖက်ကနေပြီးပြန်ပြီးတော့ကြီးမယ်ဆိုရင်မင်းမှာပြန်ပြီးတော့ထောက်ထားတဲ့ KHD ကတော့ခါတော့ဖြစ်နေရဗျာအားလေးမှာတော့သူ့ရဲ့ unbreakable နဲ့ disable အပိုင်းမှာအာသာနိုင်ရှိရရှိတယ်ဒါပေမဲ့တစ်ဖက်ကနေပြီး level 4 time ရလာတဲ့အချိန်မှာတော့ကာဂျာရဲ့ pick off တစ်ခုကိုတော့နည်းနည်းလေးတော့ view တော့စိုက်ရမယ်ဗျာဟုတ်တယ်မှန်တယ်ဒါပေမဲ့လောလောဆယ်တော့ Binny damage တွေကြားမှာ Blin နဲ့သူရတော့ကိုင်းလိုက်မပြီးသေးဘူး first black ကိုတော့ Binny rebound ပြင်းလေးနဲ့တူပဲထိတ်ရလိုက်ပြီဗျာ continuous damage တွေ chemical spray တွေတော့အားလေး game မှာတော့ Blin အနေနဲ့ခံနိုင်မှုအတွက်ကတော့နည်းနည်းလေးတော့ခက်ခဲနေရဗျာဒါပေမဲ့ online မှာ goalie matches ကိုတွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် stage အနေနဲ့ Ray ပိုင်းဆိုင်ရာမှာ Sanji အတွက်ကတော့တော်တော်လေးကိုအားသာနေရဆိုတော့တိတာတယ်အဲ့တော့ Sanji အနေနဲ့ late phase ကရဲ့အပိုင်းလေးမှာတော့ခက်ခဲတော့သွားရှိနေရဗျာဟုတ်တယ်ဗျာ Inspire နဲ့ထွက်လာတယ်ဆိုတော့ကြာလေ range ကလည်းတော်တော်လေးလည်းဝေးတယ်ပြီးတော့ဒီ scale 1နဲ့လည်းမောင်းထုတ်ထိုးလာလို့လည်းရတယ်ဆိုတော့ဒီ lane ဒီ goal lane မှာတော့ Sanji အနေနဲ့အရန်တော့မတာဘူးဗျာဒါပေမဲ့လည်းတစ်ဖက်မှာဒီ YG အနေနဲ့ပေါ့နော်ရှေ့ကပြောခဲ့တဲ့ဒီ judgment level 4တွေပြန်ရတဲ့အခါမှာတော့တစ်ဖက်တည်း spell မထွက်ခင်မှာ Harabusa လိုမျိုးကောင်မျိုးတွေဒီ Benny Kimi လိုမျိုးကောင်မျိုးပြန်ဆွဲလို့ရတယ် Ruby လိုမျိုး hero မျိုးလည်းပြန်ဖြတ်လို့ရတယ်ဆိုတော့အဲ့ judgment တစ်ပေါက်ကိုတော့တေချာလေးစောင့်ကြည့်ရပါမယ်ရှေ့ကပွဲစဉ်တွေမှာတော့နှစ်ဖက်အသင်းလုံးကတဲလာတဲ့ draft တွေမှာ network တွေအကုန်လုံးကိုတော့ဒါအားလီတွေကို shut down လိုက်ချဖို့အတွက်ကတော့စူးစမ်းရတယ်ပေါ့နော်ဒီတိုင်းပင်အတွင်းမှာတာဝါတဲ့အသင်းတီတောက်လျှောက်ဆုပ်သလိုပဲ snowball တိုင်းနဲ့ဖီးစောခဲ့တာတော့တွေ့ရှိခဲ့ရတယ်ဒါပေမဲ့ဒီအချိန်မှာတော့နှစ်သင်းလုံးဘက်ကနေပြီးတော့အဲ့လိုပုံစံမျိုးလေးတော့တိတ်တော့မတွေ့ရသေးဘူးဒါပေမဲ့ objective 5လေးတိတ်မချခင်မှာပဲစတင်တော့မှာဗျာ hot bin လမ်းပြီးတော့ပဲဖေးထားရင်းနဲ့ပဲ damage တောက်လျှောက်ကိုထပ်ပြီးတော့ဝင်ထားရင်းနဲ့ပဲဒီ target လေးကိုတော့ fake ကိုစပြီးတော့ထိနေခဲ့ပြီ Fanny Zone ထပ်ပြီးတော့ပေးထားတယ် Shadow ကတော့3နဲ့ retribution ထိရလိုက်တယ် fake ကို first target တွေထပ်ပိုင်ထားရတယ်ဒါပေမဲ့ blade damage တွေကြားထဲမှာတော့ပြန်ပြီးတော့ KS လေးကိုတော့ပြန်ရထားရအဲ့နောက်မှာ Ryan May ကိုပါထပ်ဟန်ထားတယ် yin hand jet တွေနောက်မှာ damage နှစ်ချက်လောက်ဝင်လိုက်မယ်ဆိုရင်တော့ရနိုင်နေရဆိုပြီး Ryan May တေးလက်ဆက်လေးနဲ့တော့လွတ်သွားပါသေးတယ်ဟုတ်တယ် Ryan May အတွက်ကတော့တော်တော်လေးတော့အဆင်ပြေနေပြီတိုင်မီလေးတစ်ခုမှ hand Ryan May ကိုတော့ရှာတွေ့သွားခဲ့ပြီဗျာ hand ဝင်ရောက်လာတဲ့တိုင်မီတစ်ခုတကယ်ကိုမှန်နေနေပဲရင်းနေနဲ့လည်း goal ရှိအတော်များလေးကိုရသွားပြီဆိုတော့အပေါ်လိမ့်မှာပြန်ပြီးတော့ gang တစ်ခုအောင်မြင်သွားတဲ့ YG နေနဲ့ network တော်တော်များများကိုရသွားဗျာဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ ultimate time တွေကစတင်ပြီးတော့ရောက်ရှိလာပြီဗျာအဲ့တော့နှစ်သင်းလုံးဘက်ကနေပြီးတော့ကျွန်တော် play style တွေကစတင်ပြီးတော့ပဲကွဲပြားလာတော့မယ်ဒါပေမဲ့ Lina ဒီအချိန်မှာတော့သူ3မိနစ်အတွင်းမှာတော့ Sky Piercer တော့ပြီးသွားခဲ့ပြီဆိုတော့ Lina အနေနဲ့သူ့ရဲ့ Lander Flare နဲ့နောက်ကနေပြီးတော့ follow up damage တွေအားလေးတဲ့ဟို hero K ရသွားမယ်ဆိုရင်တော့အရင်ကအဆင်မပြေဘူးဗျာ Falcon ဘက်ကရတယ် KH ထပ်ပြီးတော့ဝင်နိုင်နောက်မှာ Ruby Revive damage တွေလည်းဒီ Shadow K ထပ်ပြီးတော့ပေါင်းနိုင်တယ် hand မသေးပါဘူးဗျာတကယ်ကိုကောင်းတဲ့ defense မျှပြီးတော့ damage ဒီ Shadow K ကိုခံသွားတဲ့နောက်မှာတော့ YG ရဲ့အချက်ကြK တော့မပေးလိုက်အဲ့နောက်မှာရင်းနေ hole ဘက်မှာတော့ထပ်ဟန်ရင်းနဲ့ dash ကိုထိရလိုက်ပြန်ပြီဗျာတောက်လျှောက်ဆိုသူတို့ pressure တွေကတော့မြင်တွေ့နေရပြီဗျာဒီအချိန်မှာကျွန်တော် Ram ဖက် join လားဆိုတော့တစ်ချက်တော့ကြည့်ရမယ်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့ Falcon ဘက်မှာကျွန်တော်တို့ Bini ရဲ့ magic damage တွေကရှိသေးတယ် follower လိုက်လာမယ်အပိုင်းတွေမှာ Bini သာပါလာခဲ့မယ်ဆိုရင်တော့ link up play ကတခုတော့ပြောင်းသွားနိုင်တယ်ဗျာဟုတ်တယ်ရှေ့ပိုင်း early game မှာတော့လည်း Bini ရဲ့ rubber ပြ damage တွေကတကယ်ကို channel ခဲ့တာဆိုတော့နောက်ပိုင်းဒီ combo မိမိလေးနဲ့ Bini တာတောက်လျှောက်တာ damage ပေးဝင်ရမယ်ဆိုရင်တော့ဒီတပွဲမှာတော့ပြန်ပြီး camp point တွေရှာလို့ရနေတယ်ဒါပေမဲ့လောလောဆယ်မှာတော့ early game other jump တွေရှိနေခဲ့တဲ့ဒီ drop pick ကိုတော့အသေးချာလေးသုံးချထားတယ်အဲ့တော့မှ Lina နဲ့ Sky ပြ step ပြီးနေတယ်ဆိုတော့ဒီ Kimi တို့ Harabusa တို့အနေနဲ့ပို့ပြီးတော့ အနေများသွားပြီဗျာလောကပြေးဖို့တော်တော်လေးခက်ခဲသွားနိုင်တယ်ပေါ့နော်ဟုတ်တယ်လုံးဝကျွန်တော်9မိနစ်ကျော်လာပြီဆိုတာနဲ့နှစ်သင်းလုံးရဲ့ဒါ flanking တွေတော့ကျွန်တော်စပြီးတော့မြင်တွေ့ရလိမ့်မယ်လို့တော့ထင်တယ်ဗျလောဆယ်တော့ကျွန်တော် lane control ပိုင်းတွေကသွားပြီးတော့ရှိနေသေးတယ်ဆိုတော့လှုပ်လှုပ်ရွရွလေးကတော့တိတ်တော့မတွေ့ရသေးဘူးဒါပေမဲ့9မိနစ်ကျော်သွားပြီဆိုရင်တစ်ဖက်ကနေပြီးတော့ကျွန်တော်ရင်းရဲ့ combination တွေဒီကနေ Ryan May ရဲ့ combination တွေကိုစရိုက်ဆိုလို့တွေ့ရမှာဗျဟုတ်တယ်အဲ့တော့ early game မှာတော့ဒီ Lina နဲ့ Blin နဲ့ combo ပေါင်းချက်တွေကြားထဲမှာတစ်ဖက်ကဒီ KS Bini တက်စားမယ်ဆိုရင်ပေါ့နော်သူတို့နှစ်ယောက်ရဲ့ combo damage ကပိုပြီးတော့များနေဒါပေမဲ့ AOE time တစ်ခုမှကျတော့ Facebook ကပြန်ပြီးတော့အားသာသွားနိုင်ရှိသေးတယ်ပြီးခဲ့တဲ့ data dance တွေမှာလည်းသူတို့အားသာခဲ့တာဆိုတော့ဒီတစ်ခေါက်မှလည်းဆက်လက်ပြီးအားသာသွားနိုင်မလားထက်ချိရအောင်ဗျာ Lander Flare ပြန်ပြီးတော့ပေးထားသေးတယ် KS နည်းနည်းကတော့နည်းချွန်နေပြီဗျတစ်ဖက်ကနေပြီးတော့ Falcon window ဘက်ကစူးစမ်းနေရဆိုရင် YGS ticket power တစ်ခုတော့ Ramix စတင်ပြီးတော့ခြေဖြတ်ဖို့တော့စူးစမ်းနေပါဗျာ Fanny Zone ရှိနေကြတယ် Maybe ကထပ်ပြီးဖန်ထားတယ် AOG Fanny Zone ထပ်ပြီးတော့ပေးထားတယ်နောက်မှာ Bini damage တွေတိုင်းမှာဟန်နေဘယ်ရအောင် retribution ပြန်ပြီးပေါက်ထားနေတယ် flag ကိုစပက်ကိုနေကြားထဲမှာ YG ဗတဲ့ပြန်ပြီးဆမ်မှုတို့စူးစမ်းနေတယ် Ryan ကကေကိုထပ်ယူဖို့စူးစမ်းနေတယ် Bini
တောက်လျှောက်ကို damage ပေးထားတဲ့ YG Hero K အားလုံးဖြတ်နေပြီ Vinny Triple K နဲ့အတူ Mini S တက်ရဖို့ကြိုးစားနေတဲ့ Lina နဲ့ Bite ထပ်ပြီးတော့တွေ့နေတဲ့ Lina Land Fly နဲ့ပြန်ပြီးထိန်းထားတယ်ဗျာအဲ့တော့ Vinny နဲ့အရန်ပြစ်လို့မရအောင် Rage ကလည်းဝေးသွားတယ်ဆိုတော့ Triple K နဲ့လောက်ပဲချိန်လက်ရပါတယ် ဒီ target fight တစ်ခုမှာ Falcon အတွက်ကတော့ objective မရရှိခဲ့ဘူးဆိုရင်ပဲ BD အတွက်ကတော့တော်တော်လေးတော့အစင်တော့ပြေသွားခဲ့ပြီဗျာနောက်ပိုင်းကျရင်တော့လူမျိုးရန်အောင်မာပါတယ်ဆိုရယ် front liner 3အောင်နောက်မှာဒီ BD ရဲ့ chemical spray ပါလာမဲ့ damage တွေကိုတော့တောက်လျှောက်ဆိုလို YG အနေနဲ့တော့ခံစားဖို့တော့ရှိမယ်လို့သက် glowing one လေးကတော့ပြီးထားတယ်ဗျာ ပြီးခဲ့တဲ့ battle တစ်ခုမှာကျွန်တော် YG အားလာသွားမယ်လို့ထင်တာဒါပေမဲ့ Vinny ကလုံးဝ free ပြစ်ခွင့်ရနေတယ်အားလေးမှလည်းဒါလုံးဝ Mage Maxman လို့ဖြစ်နေတဲ့ hero တစ်ကောင်က item ကလည်း glory one ထွက်ထားတဲ့အနေအထားတစ်ခုမှာမီးတစ်ထောက်နေပြီးတောက်လျှောက်ကို damage ပေးခွင့်ရသွားနေပဲဒီ target ပေးလိုက်ရတယ်ဆိုပြီး hero ကြီးပြန်ရခဲ့တဲ့အတိုင်းတာတစ်ခုမှာတော့ Falcon နဲ့ network ကိုပြန်ပြီးညှိထားနိုင်ပြီဗျာဂျားထဲမှာဘလောက်မှမကွာတော့ပါဘူးဒါပေမဲ့တစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ blink အနေနဲ့ကတော့ကာဂျာပေါ့နော်ကာဂျာရဲ့ pick off တစ်ခုကတော့အများကြီးတော့စကားတော့ပြောသွားနိုင်တယ်တစ်ဖက်မှာ Bimi အနေနဲ့ကလည်း flicker နဲ့ထွက်လာခဲ့ရတာဆိုတော့သူတာ surprise ပါသွားခဲ့မယ်ဆိုရင်တော့ instant ပြတ်သွားနိုင်တဲ့အခြေအနေကတော့ရှိတယ်ပေါ့နော် Lina ကိုတိုင်ကလည်း damage နဲ့ဆော့တာ Sky PS first item နဲ့အတူပဲ KDA ကလည်း202တစ်ဖက်မှာ stage အနေနဲ့ကလည်း famine ဆိုမှာတော့တော်တော်လေးကို comfort ဖြစ်ထားတဲ့အနေအထားတစ်ခုမှာတော့ဒါ instant ပြတ်သွားဖို့တော့ကတော့ chain တည်ရပဲ pick off တစ်ခုကတော့တော်တော်လေးကိုတော့အနေအများ view site မှာတော့ရဟုတ်တယ် Vinny နဲ့ဒီချိန်မှာဥပြီးတော့နေမှရတော့ပဲ Hero K လေးကလည်း4အောင်တီတီရထားတယ်အတင်းအားလုံးနဲ့မှသူကအများဆုံးဆိုတော့ဒီချိန်မှာလုံးဝ shut down ပြေးလို့မရတဲ့အနေအထားတစ်ခုပါလက်ရှိ6မိနစ်လောက်ထိကတော့နှစ်သင်းလုံးကဘတ်တဲ့အသေးနဲ့ချခဲ့တယ်ဆိုပေမဲ့လက်ရှိ10မိနစ်တိုင်းမှာခုကိုပြန်ပြီးအားတာဖို့တော့နှစ်သင်းလုံးလိုအပ်နေတဲ့ family တွေတော့ပြန်ပြီးဥတီထားပါတယ်ဒီကတော့ကျွန်တော်တောက်လျှောက်ရှေ့ပွဲတွေမှာတော့နှစ်သင်းလုံးအနေနဲ့လုံးဝအားလီတဲ့ဝဖိနိုင်သွားပြီဆိုရတယ် objective တွေအကုန်လုံးပိတ်ချတဲ့အပိုင်းတွေတော့တွေ့ရတယ်ဒါပေမဲ့ဒီအချိန်မှာတော့လုံးဝမသေးခွဲတဲ့ပုံစံမျိုးလေးပဲဗျာနှစ်သင်းလုံးအနေနဲ့သူတို့အသာစီးရဖို့အတွက်ကတော့ match point လေးလိုက်ပြီးတော့ရှာဖွေနေတယ်ဒီအချိန်ပြီးဘယ်အချိန်ဖြစ်မလဲဆိုတော့ကြည့်ပါဗျာဟုတ်တယ်အဲ့နံပါတ်4ပြန်ပြီးတော့ပဲထိန်းတာအဲ့ဒီငါရဲ့ဒီ Land Flare ကိုစပေကိုနေကဟိုတော်တော်လေးကို damage များနေ expert ကြီးကြားထဲမှာနေပဲ Falcon ကလည်း battle ခေါင်းတိုးကအတော်လေးတော့ခက်ခဲနေတယ်ဗျာကျွန်တော်တစ်ဖက်မှာပြန်ပြကြည့်မယ်ဆို front liner 3ယောက်လောက် land fair ကိုထိုးပွေးဖို့အတွက်ကတော့ mana ဘိုင်းဆိုင်ရမှာတော့တစ်ချက်တော့ပြန်ပြီးတော့ညှိရမယ်ဗျာအဲ့တော့ target objective fight နှစ်သင်းလုံးအနေနဲ့တဲဖို့အတွက်ကတော့ချောင်းနဲ့ KH vision ကတော့သွားပြီးတော့စစ်တိုင်းချက် applicable တစ်ဖက်မှာတော့ဂျင်တော့ပြေးပြီးမိသားသေးတယ်ဗျာရင်းဒါမဲ့လည်း flicker လေးနဲ့ AC ပြန်ပြီးတော့ forward ထားနိုင်ခဲ့တယ်ဗျာ hand back ဒီကြားထဲမှာတော့ AC လေးနဲ့ပဲ YG ဆက်လက်ပြီး battle ဆိုင်လို့ရနေပါသေးတယ် AOG အနေငယ်တော့ပြန်ပြီးတော့လွဲသွားတယ်ဆိုပေမဲ့နောက်မှာ space အများကြီးချန်နေတဲ့အတိုင်းအတာတစ်ခုမှာတော့ YG အနေနဲ့လည်းဒီ target fight ကိုပြန်ပြီးတော့တော်တော်လေးစဉ်းစားနေရသေးတယ်ဒါပေမဲ့နောက်မှာ dash Cherokee ကို play ပြန်ပြီးပေးလိုက် blitz ဖြတ်ပြီးတော့ထိန်းထားတယ်ဆို sanction damage တွေကြားထဲမှာ Vinny တာတယ်လေးတော့ပြန်ရလိုက်တယ်ဗျ Vinny တောက် shot ကို damage တွေပေးခွင့်ရနေသေးတယ်ဆိုပြီး Land Flare တွေကြားထဲမှာ Ryan တစ်ကောင်ကိုပြန်ရလိုက်တယ်ဗျအဲ့နောက်မှာနောက်တစ်ချိန်ထပ်ပြီးတော့ပကင်ပေါင်းနေပဲ KH က ကိုရောက်ပြီးတော့ကြိုးစား Sky Mirror stack လေးတော့ထိရလိုက်ပြီအဲ့နောက်မှာနောက်တဲ့ Land Flare ရင်ထားထားရတဲ့ကိုစပက်ကိုထပ်ပြီးတော့ line နေတဲ့ Vinny အထိန်ခံရဖို့တော့ရှင်းနေတဲ့ Vinny ပြန်ကြတယ်ဗျအဲ့နောက်မှာရင်းနေတယ်အဲ့ဒီထပ်ပေးထားနေပဲ Vinny က KO ကထိရလိုက်ပါပြီဒီဘက်ထဲမှာတောက်လျှောက်မှာ Benny ဒီ Sanji နားမှာနေပြီးတော့တောက်လျှောက်ကို damage ကိုပေးခဲ့တာဗျဒါပေမဲ့ Sanji ဒီနောက်လေးခြေတလန်းကိုရွှေသွားတဲ့အချိန်မှာတော့ YG ကလုံးဝအဲ့အခွင့်ကောင်းတော့လက်လွတ်တော့မခံခဲ့ဘူးဒီအချိန်မှာတော့ Benny အနေနဲ့ကတော့ shut down ကေးလေးပြန်ပြီးတော့ပေးထားတဲ့အချိန်တွေဗျရန်ကုန် Gladiators အနေနဲ့ကတော့ target objective လေးမရလိုက်ခဲ့ဘူးဆိုရင်ပဲသူတို့အနေနဲ့ battle မှာတော့ shut down ကေးတစ်ကောင်လောက်ရလိုက်ပါသေးတယ်ဟုတ်တယ် Vinny ကိုရလိုက်တာနဲ့ဒီမဲ့အတော်လေးကိုတန်နေပြီလို့ပဲပြောရမှာပဲနောက်မှလည်းတကယ်အာမပေးရမယ့် hero တွေဒီ Ryan Mid တို့ KH တို့ပါထပ်မှန်ပြီးရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ YG နေတဲ့ကောင်းတဲ့ hero ကြီးရသွားတယ်လို့ပဲပြောရမယ်ဗျအဲ့နောက်မှာ Lina နဲ့ Sky ပြတာနောက်ထပ် item တွေထပ်ပြီးတော့ပြီးလာခဲ့မယ်ဆိုတော့ Vinny အနေနဲ့ဒီတက်ပို့ပြီး position ယူရတဲ့အပိုင်းတွေ damage ပေးရတဲ့အပိုင်းတွေပို့ပြီးခက်ခဲလာတော့မှအမှန်ပဲဗျအဲ့နောက်မှာတော့သူတို့ရဲ့ဒီ spare ဒီ AOE 3ခွက်ကိုတော့အသေးချာလေးပြန်လဲပြချပြဖို့တော့လိုအပ်နေပြီအဲ့နောက်မှာလည်း Cherokee နဲ့ဒီ pause spin နဲ့ rubber beat damage တွေကအသေးချာလေးပြန်ဝင်လာဖို့တော့လိုအပ်နေပါပြီ battle instant နဲ့ဖြစ်သွားမယ်ဆိုရင်တော့ hand rolling stone တွေကိုတော့ daily တော့ view ကစိုက်ရမှာဗျခုနကတည်းကကျွန်တော် Vinny ဒီ hand rolling stone ထဲမှာတော့ပိတ်ညက်သွားခဲ့တယ်ဒီချက်တွေကိုတော့ daily တော့ view ကစိုက်မှတော့ရမယ်ဗျFalconကတော့ main objective ကိုတော့ daily တော့မျက်စိတော့ကြာနေတယ်ဒီကတော့ main objective ဒီနှစ်သင်းလုံးအတွက်ဒီအချိန်မှာတော်တော်လေးကိုတော့ရေးတော့ကြီးရဗျဟုတ်တယ်သူတို့ဘက်ကအရင်ဆုံးရထားရင်လည်းတစ်ဖက်တင်းရဲ့ jungle တွေဆက်ပြီးတော့ dive လို့ရတယ်တစ်ဖက်က YG ကလည်း mid first tower ရရင်ဘလို့ပဲလိုတဲ့ဒီ jungle တစ်ကောင် AC ထိန်းလို့ရတယ်ဆိုတော့ကြလေ mid first tower တစ်သင်းလုံးအတွက်ညလုံးကြကြလေးတော့ဖြစ်နေခဲ့ရဗျဟို rolling stone လိုက်လံပြီးတော့ပဲရှာဖွေထားသေးတယ်ဗျဒါပေမဲ့တစ်ဖက်ကဒီ Falcon နည်းနည်းလေးမှအမှားမခံတဲ့နေတာတစ်ခုမှာတော့သူတို့အနေနဲ့ပြန်လည်ပြီးတော့ပဲ forward သွားသေးတယ်လူမျိုး objective 5မဆိုင်ခင်မှာတော့သူတို့အနေနဲ့သူတို့ရဲ့ spare gas တွေကိုတော့တီးချက်သေးချောင်းတော့ link play တွေတင်မှတော့ရမယ်ဗျVinny fine အဲ့မှာလည်းဟိုဘက်မှာလည်း one has score ထပ်ပြီးတော့ပြီးထားတဲ့ AOG အနေနဲ့ထပ်ပြီးတော့လွဲထားနေဆိုပေမဲ့မရရအောင် penalty zone ဖေးနေပဲ blink ရဲ့ K လေးကိုတော့ယူထားလိုက်ပါပြီကျင်းပြီးတော့လိုက်လို့တော့မရဘူးတစ်ဖက်ကဒီ hand rolling stone ညထားတယ် Ryan Mid တယောက်ကတော့ညတော့ကျန်ခဲ့ပြီ Land Flare တော့ဆိုပြီးတော့ KH Ryan Mid ဆိုမှ Land Flare ပေးလိုက်ကြမှာ Lina အနေနဲ့ကတော့ Hero K တောက်ဆောက်ဆိုတော့ရရှိခဲ့သေးတယ်ဗျာ 2 man down သွားတဲ့ battle တစ်ခုမှာ low position ကလည်းထပ်မှန်ပြီးပေါ်လာတာဖြစ်တဲ့အတွက်ကြောင့် Falcon Esport အနေနဲ့ဒီလောက်ပြန်ပြီးတော့ပြန်ထားဖို့အတွက်ဒီလောက်နောက်မှပြန်ပြီးတော့ position ယူဖို့အတွက်တော်လေးခက်ခဲနေတဲ့အနေအထားတစ်ခုပါအဲ့ချိန်မှာတော့တစ်ဖက်က YG ဒီချိန်ထားတေချာလေးခွင့်ကောင်းယူနိုင်မလားဆိုတော့ထက်ကြည့်ရမယ် Speak ကလည်းဒီ level stat တွေသူ့မှာလည်း has score နဲ့ damage ကအတော့များနေပြီဆိုတော့ကြလေ YG အကောင်းဆုံးချိန်ဒီမှာအကောင်းဆုံးလိုအပ်နေတဲ့ဒီ objective ကိုဆက်လက်ပြရမလားဒါပေမဲ့လည်း
ပြန်ပြီးတော့ဆင်းလေးပေါ်ဝဲသွားတဲ့အနေထားတစ်ခုမှာဘီနီကိုထိရနိုင်တယ်ပဲလိုအပ်နေတဲ့ first law objective ကို YG ထပ်မံပြီးတော့ရရှိတိုင်းနဲ့10 second ကိုပါထိရလိုက်ပြီဗျာ တောက်လျှောက်သလို Siki Foundation ထဲမှာတော့ Falcon အသေးနေတော့ objective ယူဖို့အတွက်စူးစမ်းလိုက်တယ်ဆိုရင်လီနိုင် land and flare တွေကိုကြော်လွန်ဖို့အတွက်တော့နည်းလေးခက်ခဲနေရဗျာခုနကလည်းကျွန်တော်ပတဲဆိုင်မှုစဉ်းစားလိုက်တဲ့အချိန်မှာသူတို့အနေနဲ့လီနိုင် land and flare ကိုဒီ front liner 2ယောက်ပြီးသွားတဲ့အချိန်ကနေစပြီးတော့တော်တော်လေးတော့အပြောင်းလဲတော့ဖြစ်သွားခဲ့တယ်လောဆယ်ကတော့ကျွန်တော် inner tower ဆက်လက်ပြီးတော့ YG try ဖို့အတွက်တော့စူးစမ်းပါဦးမယ်ဗျာ ဒီပွဲမှာတော့ Mage Laner တစ်ပေါင်းလုံးနေနေတဲ့တောက်လျှောက် damage တွေထွက်နေခဲ့တယ်အဲ့ဒါမှာ Jashman ပါသွားပြီလေ crosswater ကပွင့်မတင်နဲ့ဒါပေမဲ့လည်းကိုယ်စဖေကိုတီချားထဲမှာ Ryan Min နေတာမလွတ်ဘူးဗျ Sky ပြစပီးနေတာကလည်း Falcon တော့အတော်လေးကိုပြေးရခက်ခဲစေတဲ့အချက်တစ်ချက်ပါပဲ Double knockout တွေကြားထဲမှာတော့ရုံးကကန်ရတာတော့တော်တော်လေးကိုတော့ခက်ခဲနေပဲဗတဲ့ Falcon တွေနဲ့ဗတဲ့ဆိုင်မယ်ဆိုရင်တော့ Lina ရဲ့ဒါ mana လေးကိုတော့သူတို့အနေနဲ့ Nelly balance ကတော့လုံထားမှတော့ဖြစ်မယ်ဗျာအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော် Lina အနေနဲ့ရှေ့ပွဲတွေမှာလည်းသူ့အနေနဲ့လူမျိုးကျူရှင်းနဲ့ကောင်းကောင်း performance ပြခဲ့တဲ့ပွဲတွေကလည်းရှိတယ်သူ့အနေနဲ့ဒီလိုမျိုး high mechanic ဖြစ်နေတဲ့အနေအထားတစ်ခုမှာတော့ Falcon အနေနဲ့ဒီ Lina ကိုဘယ်လိုမျိုးပြန်လဲပြီးတော့ဖြည့်ရှင်းမလဲဆိုတာကြည့်ရမယ် Holy Shield တွေကတော့အကုန်လုံးနှီးပါတော့ပေးထားရပြီဗျာ ဟုတ်တယ်အဲ့ဒီဘက်က YG အနေနဲ့ပေါ့နော်တစ်ဖက်က Falcon Esport ရဲ့ဘင်းဒီအားသာလာတဲ့အနေအထားတစ်ခုမှာဘင်းဒီ K ကိုပြန်ရောက်ယူထားနိုင်ခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ Falcon Esport အနေနဲ့ကတစ်ဖက်ကဒီ Lina ရဲ့ K ကိုပြန်ပြီးတော့မယူထားနိုင်တဲ့အနေအထားတစ်ခုမှာတော့ဒီပွဲကိုဘယ်လုံးဝပြန်ပြီးချလို့ရမှာမဟုတ်ဘူးဗျနောက်ပိုင်းကျရင်လည်းဒီ Land Flare တွေအဲ့နောက်မှာရောက်လာမယ် Stick ရဲ့ Crossbow တက်တွေဂျားထဲမှာတော့ Falcon အနေနဲ့ battle ကတော့စပြီးအတင်းခံရဖို့တော့ရာခိုင်နှုန်းများတယ်ဗျအခုလည်း First Law ယူစပြီးတော့ပေးဆက်ထားပြီဆိုဒီ First Law ဘယ်လိုမျိုးတိကျပြန်ပြီး defend မလဲဆိုတော့တက်ကြည့်ရမယ်အခုချိန်မှာသူတို့ထုတ်ထားတဲ့ Dwarf Face ရဲ့ဒီ Orphan Penalty Zone AOG ကတော့ကိုမမီးဖို့အတွက်လိုအပ်နေတာတော့အမှန်ပဲဗျအမှန်တိုင်းပြောရရင်တော့ crowd control တွေကောင်းကောင်းကြီးအလုပ်လုပ်မယ်ဆိုရင်တော့ဒီ high ground ကြီးကတော်တော်ကြီးကိုတော့ကြောက်ဖို့တော့ကောင်းနေဗျIG တော့ race ရမ်းများတယ်လို့ပြောလို့ရမယ်ကျွန်တော် top side မှာရှိနေတဲ့ Holy Shield လေးကိုအကြခဲ့ပြီဗျာဒါပေမဲ့ B ကောယူဖို့အတွက်ကတော့ YG နဲလေးတော့ခင်းရင်းနေတဲ့အနေအထားတစ်ခု Falcon အနေနဲ့ counter attack လေးဖန်တီးဖို့အတွက်ကတော့နဲလေးတော့စူးစမ်းနေသေးတယ်ဗျာ KH Radio မှာလေးထပ်ပြီးတော့ပြီးထားတဲ့အနေအထားတစ်ခုမှာတော့တစ်ဖက်တင်းရဲ့ magic damage တွေတော့ဒီချာချာလေးတော့ခံနိုင်တော့မယ်အဲ့နောက်မှာနောက်ထပ်ဒီတက်ပို့ပြီးတော့ချိန်ချာရှည်တဲ့ minute တွေဝယ်ဆက်လက်ပြီးတော့ဆွဲဆက်ထားနိုင်ခဲ့မယ်ဆိုရင်တော့ Falcon နဲ့ဒီ game number 5ကိုပြန်ပြီးခမ်းမဲ့လို့တော့ရသေးတယ်ပဲလေခိပြန်ရောက်သွားမယ်ဆိုရင်တော့သူတို့မှာ tower ချိုးရမယ် hero လည်းပါတယ်ပြီးတော့ဒီ armor တွေပေးရမယ်သူတော့ဒီ combo spare တွေပေးရမယ်သူရောအကုန်လုံးကလည်းနောက်ပိုင်း late game ရိုက် damage ကများလာနိုင်တယ်ဆိုတော့ Falcon နေနဲ့ဒီပွဲကိုတော့ late game ဆွဲဆက်ထားနိုင်တယ်ဆိုရင်တော့ဆွဲဆက်သွားနိုင်မယ်ဆိုရင်တော့ဒီပွဲကိုပြန်နိုင်ခြင်းအများကြီးရှိနေပါသေးတယ် Destiny နဲ့ Johanna Strike BOD ဆိုတဲ့ item နှစ်ကွက်တီတစ်ဖက်ကနေပြီးတော့ကျွန်တော် Sticky Foul တစ်ခုကိုတိတ်တောင်းလုပ်ဖို့တော့တော်တော်လေးကိုခက်ခဲနေတဲ့အခြေအနေဗျာကျင်းနေပေါက်ကတော့ identify ဆိုင်ရာမှာလိုအပ်ချက်ရှိနေရဆိုတဲ့ Falcon အနေနဲ့သူတို့ရဲ့ turning point လေးတွေကိုတော့ရှာဖွေဖို့တော့ကတော့လိုအပ်နေပြီဒါပေမဲ့ Fantasy မှာတော့ကျွန်တော် glowing one divine click နဲ့နောက်ထပ် Demon Hunter ကတော့ထပ်ပြီးတော့သွားထားတာဗျာရှေ့မှာရှိနေတဲ့ front liner တွေကိုတိတ်တောင်းလုပ်နိုင်မယ်ဆိုရင်တော့ Falcon အတွက်ကတော့ပို့ပြီးတော့ပေါ်ပါသွားမယ်လို့တော့တွေးထားဖို့တော့ရတယ်ဗျာဟုတ်တယ်ဘီနီယာအိုင်နဲ့3ကြောင်ဆက်ပြတဲ့နေတဲ့အနေအထားတစ်ခုမှာတစ်ဖက်က Lina အိုင်နဲ့အများကြီးထွက်နေပြီပေါ့နော်အဲ့တော့ Mage အိုင်နဲ့အရန်ကွာနေတဲ့အနေအထားတစ်ခုမှာတော့တစ်ဖက်မှာလည်း Falcon Esport အနေနဲ့ Magic Defense တွေတော့ထည့်ထားရဆိုပဲတစ်ဖက်က Magic Damage ကပို့ပြီးတော့များနေတယ်သူတို့တဲ့အိုင်နဲ့ပို့ပြီးတော့များနေတဲ့နောက်မှာအဲ့ဒီ Magic Defense ကိုဆက်လက်ပြီးတော့တော်တော်လေးခက်ခဲနေ Oracle တွေပါထပ်ပြီးလို့အနေထားတာအဲ့နံပါတ် crossbow တက်တော့မှလား KH တောက်ရှောက်ပြန်ပြီး hand နေဆိုပြီးမယ်နောက်မပေးရတဲ့ damage တွေကြားမှာ AOG ပြန်ပေးတယ်ဆိုပြီးမယ်မရဘူးဗျဒီတစ်ထိန်းထားရင်းနဲ့ပဲထက်ရလိုက်တစ်ဖက်မှာလည်း Ryan Min ပြန်ချန်ခဲ့တဲ့နောက်မှာတော့အိမ်ပြန်ဝင်ရတော့မရပြန်ဘူးဗျ 2 man ပါတော့ထောင်းသွားခဲ့တဲ့ Falcon Esport အနေနဲ့တော့ဒီအချိန်မှာတော့သူတို့အနေနဲ့ high ground defense တွေအတွက်ကတော့အစင်တော့ပြေသေးတယ်ဗျတစ်ဖက်မှာ crowd control လည်းပါနေသေးတယ်ဗျနောက်မှာ follower damage လေးရလည်းရှိနေသေးတယ်ဆိုတော့ YG အတွက်ကတော့ရွေးချယ်ရမယ်အပိုင်းဗျဒီအချိန်မှာတော့ Falcon အနေနဲ့ကတော့လုံးဝဒါလောလာလူဖို့အတွက်ကလည်းမလွယ်တဲ့အခြေအနေပါ3 minute time တစ်ခုမှာနောက်တစ်ထပ်ပြီးတော့ပေါ်လာခဲ့တဲ့ second low တော့ YG ACC လေးနဲ့ဆက်လက်ပြီးရရှိသွားခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာလည်း network ကလည်းတောက်လျှောက်တာနေခဲ့တယ်တာဝါပိုင်းမှာဆိုရင်လည်း၄လုံးအသာစီးနဲ့ဆက်လက်ပြီးယူထားနိုင်တယ်လို့လောလည်းနှစ်ချိန်ကြီးအသာစီးရထားတဲ့ YG အနေနဲ့ဒီ second low နဲ့တူတခါတည်းပွဲအန်းလို့တော့ရနေပြီဒါပေမဲ့တစ်ဖက်မှာလည်းဘီနီလိုအပ်နေတဲ့ item လေးပြန်ထွက်လာတယ်လေကင်တဖြည်းဖြည်းတစားစားနဲ့လည်းကူပြောင်းလာပြီဆိုတဲ့အနေအထားတစ်ခုမှာတော့ item ပြန်ရလာမယ် Falcon Esport အနေနဲ့ဒီ second low ကိုဆက်လက်ပြီးတော့ defend နိုင်မလားဒါမှမဟုတ် YG အနေနဲ့သူတို့လိုအပ်နေတဲ့ match point ကိုထပ်မံပြီးတော့ရသွားမလားဆိုတော့ second low battle လေးကိုထပ်ချိလိုက်အောင်ဗျနေတော့ကျွန်တော် network gap မှာအမှန်တိုင်းပြောရင်တော့ 9k လောက်တော့သွားပြီးတော့ကွာနေပြီဗျ 9k ဆိုတော့နည်းနည်းတော့ item ပမာဏတော့မဟုတ်ဘူးဒါပေမဲ့ crowd control တစ်ခုတော့ Falcon အတားပြုတ်နိုင်မလားဆိုတော့ကြည့်ရမယ်ဗျလော objective စတင်ပြီးတော့ဝင်လာခဲ့တဲ့အနေအထားတစ်ခုမှာတော့ Lina zone နဲ့ထားသေးတယ်တစ်ဖက်မှာတော့ KH နေနေတော့လုံးဝတော့မပြတ်သေးဘူးဆိုရင်ကျွန်တော် Ramic နောက်မှာတော့3ယောက်လောက်တော့ထိန်းထားပါသေးတယ်ဗျအဲဆိုပေးတယ်ဆိုပေမဲ့ back damage ကပါမလာဘူးဗျအဲ့တော့ AOG ထပ်ပြီးတော့ပေးတယ် share ကြီးပေးတယ်ဆိုပေမဲ့တော့ Jashman still damage ကြားမှာကျုံသွားတဲ့ Dance နဲ့ 10 down နေဗျအဲ့တော့ Green Way တွေကလည်းနောက်တစ်3ကိုတပြိုင်နဲ့ထပ်ပြီးတော့ဝင်လာမယ်နောက်မှာ Falcon Esport အနေနဲ့ defend တော့တော်လေးတော့ခက်ခဲနေပြီ5 before situation ကိုတေးကြကွင်ကောင်းယူထားတဲ့ YG game number 5ကိုတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်